တော့အမေကိုသတင်းကျ surprise လာလိုက်တာဖြစ်ပါတယ်ခဏနေလို့ရှိရင်အမေဘယ်လိုပြောသွားမလဲဆိုတာဒီလိုလိုက်ကြည့်ကြရအောင်ခုဆိုရင်တော့အမေကိုကရောမဲပန်းစည်းတွေနဲ့ကားငှားပြီးတော့အမေစီကိုသွားမှာဖြစ်ပါတယ်ဒါကတော့ချစ်ရတဲ့ဝန်ထမ်းလေးတွေကလည်းပျော်ရွှင်ပြီးတော့ဝမ်းသာပီတိဖြစ်ပြီးသူတို့လည်းလိုက်မင်းဆိုပြီးတော့အတူတူလိုက်ပေးတာပါရှင်ဒါကတော့ဒီပန်းစည်းငှားထားတဲ့ကားပေါ့နော်မမေတို့ကားကတော့အရှိကနေသွားပါမယ်ဒီကားကနောက်ကလိုက်ပါမယ်ဒါကအမေကို surprise တိုင်းမဲ့ပန်းစည်းလေးဖြစ်ပါတယ်အမေတော့ဘလို့ပျော်မလဲတော့မသိဘူးပေါ့နော်ကိုကတော့အရင်ပျော်နေပြီလာပြီးတော့ surprise တိုင်းမဲ့ဆိုအောင်မပြောထားဘူးတမီးတို့လာလဲမယ်လို့ပဲပြောထားပါတယ်ဒါဆိုရင်တော့မမေတို့ကရှေ့ကသွားပါမယ်အနောက်ကတော့ပတ်စံပစီကာကြီးပါလာပါပြီဘလို့တွေဝမ်းသာမလဲတော့မသိဘူးကိုကတော့အရင်ရင်ခုန်နေပါပြီဒါကတော့သွားတဲ့လမ်းမှာပေါ့နော်မမင်ကဒီ blog လေးကိုအမှတ်တရဖြစ်အောင်ကိုယ့်ရဲ့မိဘပျော်ရွှင်နေတဲ့ပုံလေးတွေကိုအမှတ်တရဖြစ်အောင်တင်ထားတာဖြစ်ပါတယ်ခုဆိုရင်ပြန်သလားယူဖြတ်ပြီးတော့ရန်ကုန်ကနေထွက်သွားပါပြီမမင်တို့သွားနေပြီပေါ့နော်မကြခင်မှာရောက်ရှိတော့မှာဖြစ်ပါတယ်မမင်နဲ့တူတူဒီ PT လေးကိုကူးဆောင်လို့ blog လေးကိုရိုက်ထားဖြစ်ပါတယ်ရှင်သတင်းကျုပ်ကြော်ရင်းနဲ့အမေကိုပျော်ရွှင်စေဖို့အတွက် surprise လိုက်တာဖြစ်ပါတယ်ရန်ဝမ်းသာပါလေအဲ့ဒါအိတ်တွေကဘာလေးပြောမှလဲပြောမှနော်ဘယ်လိုပြောပါလဲအဲ့ဒါပြောလေးပြောလေးဒီကမကျတဲ့ဟာလေဒီလိုဘာလဲဆိုလေးပြောကဲရောအမလေးဟဲ့အမေပြောတာကိုကြည့်ပြီးတော့ကိုလည်းအရင်ပြောပါတယ်ဒါညရီကအမေကိုကြောဖို့အတွက် surprise လုပ်ဖို့အတွက်စီစဉ်ထားတဲ့ပန်းစည်းလေးတွေကိုအလှအနေနဲ့အမှတ်တရဖြစ်အောင်ရိုက်ထားဖြစ်ပါတယ်ဒါကတော့အမေပျော်ရွှင်ပြီးရရှိမှအမှတ်တရတပ်ပုံလေးရိုက်ထားတာပါမမေရဲ့ပျော်ရွှင်မှုကိုအကုန်လုံးကူးဆက်အောင်ဒီတိုင်းလေးပဲအမှတ်တရဖြစ်အောင်ဘလော့ရိုက်ပြီးတင်လိုက်တာဖြစ်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်